KFC ကြက်ကြော်တော့မဟုတ်ဘူးဈေးသက်တာတဲ့ DFC Daddy Fried Chicken ပေါ့ဗျာမင်္ဂလာပါဗျာဒီနေ့တော့သမီးလေး Aurora အတွက်မဟုတ်ပဲ9နှစ်အရွယ်သမီးကြီးအတွက်ပြင်ဆင်ပေးရမှာပါသူကအတော်များများစားလို့ရနေပြီဆိုတော့စောင့်နေရင်ဗိုက်စားတယ်လို့ပြောလာတော့တပီကအသင့်ပြင်ပေးရမှာပေါ့ဗျာပြီးတော့သမီးလေးကြိုက်တဲ့ကြက်ကြော်လေးကိုလွယ်ဆုံးနဲ့အမြန်ဆုံးလုပ်ပြပါမယ်ဗျာပါဝင်ပစ္စည်းလေးတွေကရိုးရှင်းပါတယ်ကြက်သားကြက်ဥပါမုံကကြော်မှုစားကြား QC C ဒါလေးတွေပဲလိုတာပါပထမဆုံးရေစေးထားတဲ့ကြက်သားကိုအရက်မထူလွန်းမပါလွန်းမကြီးလွန်းမသေးလွန်းအလယ်လဲလမ်းစဉ်တိုင်းတုံးပါမယ်ပြီးရင်ခယူစီစားကြားနည်းနည်းစီထည့်ပြီးအရသာဝင်သွားအောင်နေမယ်နိုင်ဝက်လောက်နှက်ထားမယ်ဒီကကြော်မှုလေးကတော့စစ်တီမတ်တို့ဘာတို့မှအလွယ်တကူဝယ်လို့ရတယ်ဈေးနှုန်းကလည်းထောင်ကနန်းလေးလောက်ပဲဆိုတော့အရက်ဈေးမကြီးဘူးလေတစ်ထုပ်ဆိုရင်အများကြီးကြော်လို့ရတော့တွက်ချေကြိုက်တယ်ဗျသူ့ကိုပကံများလေးထဲမှာထည့်ထားလိုက်မယ်ပြီးတော့ကျုပ်တစ်လုံးကိုဖောက်ပြီးခောက်လိုက်မယ်ဘေးကိုတော့မဖိတ်စီနဲ့ဗျကျုပ်ကအခုဆိုတန်မိုးကြီးရှားပါပစ္စည်းလေးဖြစ်နေတော့ရရရကိုင်းနော်ကြော်ဖို့တော့ကတော့မကက်အိုးလေးနဲ့ကြော်ပါမယ်စီကတော့ဒီနေရာမှာနည်းနည်းများထည့်ဗျစီနေရင်ကြက်ကြော်ကဆုပ်သွားလိုက်ပြန်ထည့်လိုက်နဲ့စီပုံပုံတက်တယ်ပြီးတော့ဒီကို fry mode လေးနဲ့နည်းနည်းပြင်းပြင်းနေထားလိုက်မယ်စီပူလာပြီးဆိုရင်တော့ချက်သားလေးတွေကိုကြက်ဥထဲနှိမ့်မယ်ပြီးရင်ကက်ကြော်မှုနဲ့ကပ်ပြီးကိုယ်ထဲထည့်လိုက်ပါမယ်ဒီနေရာမှာကက်ကြော်မှုတွေအများကြီးမကပ်ပဲနဲ့မျက်နှာပြင်နဲ့ကက်ရုံလောက်ဆိုပိုစားကောင်းတယ်ဗျအများကြီးလူးလိုက်လို့ရှိရင်ခက်ခဲကြီးဖြစ်တော့ကျွန်တော်တော့သိမကြိုက်ဘူးကိုယ်တွေကကြက်ကြော်လေးတွေကိုကြည့်ပြီးနီလာရင်ဟိုဘက်နဲ့ဒီဘက်နဲ့ပြန်ပြီးမယ်အတုံးလုံးအယောင်ပြောင်းပြီးခုလိုနီညိုရောင်လေးဖြစ်လာပြီဆိုရင်ရပါပြီကြက်ကြော်လေးတွေကိုဆဲပြီးစီစစ်ထားလိုက်မယ်အင်္ဂါ boss ကစားမှာဆိုတော့ plate ဒီနေ့ကိုလှအောင်လှဆင်လိုက်အောင်မယ် plate ဒီစင်ဖို့အတွက်ဘာရှိလဲရှာလိုက်အောင်မယ်ဗျာလှဆင်ဖို့ကတော့ဘာမှမရှိဘူးချုပ်ပါတယ်ဗျာရေခဲတက်တာတွေမှာရှိတဲ့ကြိုက်လန်ရွက်ကြီးကိုပဲရေဆေးပြီးတော့ခင်းလိုက်မယ်ပြီးရင်အချင်းအတွက်ကိုသမီးလေးကြိုက်တဲ့ကက်ရှပ်လေးထည့်လိုက်မယ်ဒါဆိုရပါပြီ KFC ကြက်ကြော်တော့မဟုတ်ဘူးဈေးသက်တာတဲ့ DFC Daddy Fried Chicken ပေါ့ဗျာကြက်ကြော်ရင်ပုံနေတဲ့ကြက်ဥလေးကိုအရသာလေးထည့်ပြီးကြော်လိုက်မယ်ပြီးရင်ခမင်းလေးပေါ်ကိုကြက်ကြော်စီလေးဆန်းလိုက်မယ်ဒါကတော့ဖိဖိအတွက်ပေါ့အခုဆိုရင်ရတာလည်းရှိဘတ်ဂျက်လေးတက်တာအမြန်လဲလုပ်လို့ရတဲ့ KFC ကြက်ကြော်နဲ့ဖိဖိရဲ့ခမင်းကွန်ဘိုဆက်ကြီးပြင်ဆင်ထားတာပြီးပါပြီလောလောဆယ်ခမင်းလေးနဲ့တူတူစားလိုက်အောင်မယ်ဗျာကျွန်တော် Daddy Diary မြန်မာ channel လေးကို like and follow လေးလုပ်ပေးပါအောင်နော်နောက်တစ်ပိုင်းမှာပြန်ဆောင်ရမယ် bye bye